ဒီအပင်ကိုခေါင်းလျှော်ရည်အပင်လို့လူသိများပါတယ်။သူ့ကိုရှမ်ပူချင်းကြာလို့ခေါ်ပြီးအာဝါပူဟိုင်လို့လည်းလူသိများပါတယ်။အပူပိုင်းဒေသအပင်တစ်မျိုးဖြစ်ပါတယ်။အပြင်ပိုင်းကိုကြည့်ရင်သူဟာတာမန်ပူပိုင်းပင်လို့ပဲထင်ရပါတယ်။ဒါပေမဲ့ရှို့ဝက်ချက်ကတော့သူ့ရဲ့တောက်ပတဲ့အနီရောင်ထင်းရှူးစေပုံတဏ္ဍပန်းပွင့်ထဲမှာဝတ်ထားပါတယ်။အပင်ကရင့်မဲ့လာတဲ့အခါကြည်လင်ပြီးရနံ့သိမ်းတဲ့အရေးတစ်ခုနဲ့ပြည့်သွားပါတယ်။ခွက်ထဲကိုညှစ်ထဲလိုက်ုံနဲ့အရေးကတဘာဝခေါင်းလျှော်ရည်လိုထွက်လာပါတယ်။ဟာဝိုင်အီကလူတွေဟာမျိုးဆက်ပေါင်းများစွာစပင်လျှော်ဖို့နဲ့စပင်ပြုပြင်ဖို့နဲ့စပင်ပျော့စေးဖြစ်ဒီအပင်ကိုအသုံးပြုကြပါတယ်။ဒီအပင်ဟာဂျင်းမျိုးရင်းဝင်ဖြစ်ပြီးပူနွေးတဲ့ရာသီဥတုမှာ1 မီတာကျော်မြင့်နိုင်ပါတယ်။ဂျင်းမျိုးရင်းဝင်ဖြစ်ပေမဲ့ချက်ပြုတ်ရာမှာဂျင်းအဖြစ်အသုံးလေးမရှိပါဘူး။ဒီရေကစပင်ကိုနူးညံ့စေပြီးထိမ့်သိမ်းရလွယ်ကူစေပါတယ်။မြန်မာနိုင်ငံလိုတချို့ဒေသကပူနွေးဆူဆွတ်တဲ့ရာသီဥတုမှာကောင်းကောင်းပေါက်ရောက်နိုင်ပါတယ်။သူ့ရဲ့မြေအောက်မြင့်ကိုရိုးရာဆေးပညာမှာလည်းယဉ်ကျေးမှုအချို့မှာအသုံးပြုကြပါတယ်။ဒါကြောင့်နောက်တစ်ကြိမ်အပူပိုင်းဥယျာဉ်ထဲမှာအနီရောင်ထင်းရှူးစေပုံတဏ္ဍရှိတဲ့ပန်းတပွင့်ကိုမြင်တဲ့အခါအဲ့ဒါဟာတဘာဝခေါင်းလျှော်ရည်ပူလင်းတစ်လုံးဖြစ်နိုင်ပါတယ်။